Hello အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်မကနေပြီးတော့ဒီတွဲတစ်နှစ်တာလုံးကိုဘယ်လိုဖြတ်သန်းခဲ့ရလဲဘယ်လိုကြော်သွားခဲ့ရလဲဆိုတာကိုဒီဗီဒီယိုလေးနဲ့အနည်းငယ် share ပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပေါ့နော်အိမ်ကနေစထွက်တဲ့အခါမှာအထုပ်ပိုးတွေနဲ့ပေးများနေတာပေါ့နောက်တော့အိမ်ကိုရောက်သွားခဲ့တယ်အိမ်ကိုရောက်တော့ပစ္စည်းတွေပဲချပြီးတော့ဆက်ဆွဲပါပြီးတော့ဆက်ပြီးတော့ငွေချင်းတွေနဲ့မိတ်ဆက်ပြီးတော့တပူရိုက်ကြတယ်ငွေချင်းတွေကအရင်ချစ်စရာကောင်းတာပါနော်ကျွန်တော်တို့ကြောင်းတက်တဲ့အချိန်ရောက်လာတဲ့အခါမှာတော့အိမ်လေးကနေပြီးပေးများပြီးသွားကြပါလိမ့်ပေါ့နော်ဒါနဲ့အိမ်တကားလေးကိုဆွဲဖွင့်ပြီးတော့တောင်းလေးတွေကိုဝင်သွားတဲ့အခါမှာလည်းတောင်းချိန်ကိုတန်ရှင်းရင်းနဲ့စတင်ရပါတယ်ပြီးတော့ကြတော့ပေါ့နော်ဒါနေ့လည်းမသိဘူးကွာအဲ့နဲ့ဝီဇာတွေပါပြီးတော့ကြတော့အမေကြီး11နေနေပေါ့နော်အဲ့လို practical လေးလုပ်တယ်ရောအကြောင်းမှာပြောစရာကောင်းတဲ့အခိုက်အတန့်နေနေပေါ့နော်ကျွန်တော်ကောင်စီဘောလုံးပွဲကောင်စီပြားလို့ဆိုကြည့်ရတယ်အဲ့လေပုတ်ကန်လေးလုပ်ရတော့ဒါကတော့ဘီယနောက်တင်ဖြစ်တယ်ဒါကတော့အနောက်ပြအင်ဒူလာအဲ့ဒီဆုရပါမယ်အော်ဘမကားရဲ့တွေ့ရလေးစာကြည့်တယ်တော့ဆရာမဒေါက်တာတင်ထွန်းကနေပြီးတော့မိထွန်းပြောပါလေဆရာမကျောင်းဆရာမကြီးရတယ်နော်မိထွန်းကြီးပြောတယ်အဲ့နဲ့ဘောလုံးကြီးစတင်ကြပါလေအပေးရေးတွေကတော့အများကြီးပဲပေါ့နော်ဘောလုံးကြီးလည်းလွင့်လာတယ်အမေတွေနဲ့အင်ချီရောင်တွေတွေ့ရတယ်ပြိတ္တတွေကလည်း share တယ်နောက်မှလည်းကျွန်မတို့ဒီနောက်တင်ပြီးတော့တတိယဆင့်နေစခုတ်သွားပါလေအကောင်းဆုံးနောက်ခံအကောင်းဆုံးတိုက်စစ်မှုအကောင်းဆုံးကိုဒီပါလေကျွန်တော်တို့ဒီနောက်တင်မှာပါကြည့်အပြန်အောင်တာရှင်းနေဒီလိုနဲ့ပေါ့နော်ကျွန်တော်ဘောလုံးပွဲအကြောင်းရောက်နေလို့ပဲအဲ့ဒါနဲ့အနိုင်ရကြတယ်ကျွန်တော်တို့ညနေကွင်းမှာတက်ကန်ကြပါလေတက်ကန်တဲ့ခါမှာလည်းကျွန်တော်တို့နိုင်လာပါလေနိုင်လာလားဆိုတော့နိုင်ပါတော့လည်းနိုင်ပါလေအပေးကြရည်တွေကလည်းရှိရပေါ့နော်ဘောလုံးသမားတွေကလည်းရှိရပဲဟုတ်ရှင်းနေအားလုံးလည်းဘောလုံးပွဲတွေလည်းပြီးရောခရစ်စမတ်ကဘယ်လိုရောက်သွားလဲမသိပါဘူးဆရာမနေရာပြညာလေးပေါ့ဒါကတော့ဇာမွေးခေကနေလေးဖြစ်ပြီးကျောင်းဆောင်ဆောင်နေရကလည်းဒီခါလေးဖြစ်တဲ့နိုင်ကြီးလေးပေါ့နော်ငွေချင်းတွေပေါ့နော်ဇာမွေးခေကနေစာကြက်တာလည်းကြီးရတာမသိတော့ပါအကုန်လုံးပေါ့နော်တန်တန်လေးကင်မရာကိုကြည့်ပြီးရင်းနေကြတာဖြစ်ပါလေဒီနေ့နဲ့ပဲဒီလိုပြောပါနေမှာပါဆင်းရဲတဲ့လူတွေလည်းကြာနေရမယ်ရှင်နဲ့ဒီမှာဖက်ထားလို့ပါတယ်ရှင်ဒီနေရာလေးနဲ့ကြာနေတော့ဘာမှမလာလေးမင်းတို့ဒီပေါ်တော့အဆိုရင်းလာချော်လေးပြန်ပြန်နေရတယ်ပါတယ်နော်ဒီလုံးတော့အဖေကဘိုးရှိတောင်းလာရတယ်ရှိတောင်းပါရှိတောင်းအတန်းကနေပြီးအကျွေးနဲ့စစ်ချက်ဒီသမားတွေရင်းပြီးတော့ပြင်ကျမတို့ကိုပိုင်ချိန်ကြီးရတာဖြစ်ပါတယ်အဲ့လိုချိန်မှာကျမတို့အင်္ဂလိပ်နဲ့တီးထွက်နေနေဆက်သွားပါတယ်ပေါ့နော်အိမ်မှာတူတူနေပြီးတော့ဓာတ်ပုံတူတူမြိုက်ဖြစ်တဲ့တင်ငယ်ချင်းတွေနဲ့ခွဲခါနေတလားလို့မှကျွန်တော်ဓာတ်ပုံလေးရိုက်ပြီးတော့ပြင်ပြကြပါတယ်။ဒါနဲ့လည်းစာမွေးဖြေတဲ့မနေ့မှလည်းဓာတ်ပုံကြီးစိုက်ရိုက်ပါလိမ့်။ငါတို့ဓာတ်ပုံလေးကဘုံမရှိဆိုတော့နောက်ရှိမှစိုက်ရိုက်တယ်စာမွေးဖြေရမရန်တကလည်းပြန်ထားပါသေးတယ်။အလားဓာတ်ပုံကြီးရိုက်တယ်ပေါ့။အဲဒီကတော့ပေးနေတယ်။ငါလည်းကြာအဲဒီဒါရဲ့နာမကတော့ဒီကုန်းကြီးကိုဖတ်တာဒါတော့ဒီကုန်းကြီးကိုကြည့်ပါမယ်။စာမွေးခန်းတွေကလည်းစာရင်းရတယ်စာရီကုန်းချင်နေပါတယ်အဖြေလေးလွတ်ချင်နေဖြစ်ပါတယ်။အဲဒီစာမွေးကလည်းအိမ်ထဲဝင်လာတဲ့ခါမှာကျွမ်းတဲ့လည်းရောက်တာပါလေ။မြန်မာပြည်နဲ့ခါမှာဒီကလေးတွေပိုင်းဒီကနေ့လည်းပြောပါတော့အဲအကျိုးနဲ့ဒီဆောင်ရတဲ့အဖို့ကိုလည်းပြင်းနေနေဆက်ပါတယ်ဒီနေ့လည်းဒီကရပြပါလေ